မနက်ခင်းနေအောင်ကျင်းတဲ့အတူဖရီရန်ကမတင်မျိုးစစ်တဲ့အလောင်းတွေကြားမှာလမ်းလျှောက်လာရင်တေဆုံးသွားကြတဲ့စစ်တဲ့တွေအတွက်ထိုင်ဆူတောင်းပေးနေတော့ဖရီရန်ကလည်းအတူလိုက်ဆူတောင်းပေးလိုက်ပါတယ်။ဥရာနိုင်ခံလိုက်ရတာကိုမြင်လိုက်ရတဲ့မျိုးစားဂရက်ကကိုမျက်စိကိုမြုံနေဖြစ်နေပြီးဖရီရန်ကမျိုးစားဂရက်လာလို့ထွက်သွားမယ်လို့တော့မျိုးစားဂရက်ကတားလိုက်ပြီးဖရီရန်ရဲ့အဖြစ်တွေကိုခွင့်လွှတ်ပေးလိုက်တာမို့ထပြေးကြမလို့ဘူးဆိုပြီးပြောလိုက်ပါတယ်။ဥရာကြောင့်မတင်မျိုးဖြစ်သွားတဲ့စစ်တဲ့တွေကိုဖရီရန်ကအဆွဲချုပ်ပေးခဲ့တဲ့အတွက်မြောက်ဖက်နိုင်ငံကစစ်တဲ့တွေအပေါ်ဒေသမှုပြသခဲ့တဲ့ဖရီရန်ကိုကျေးဇူးတင်ကြောင်းမျိုးစားဂရက်ကပြောလိုက်ပါတယ်။ဖရီရန်ကလဲပေါ်မှာထိုင်နေရင်အရင်ကအဲ့ဒီမတင်မျိုးစစ်တဲ့တွေကိုအဝေးကြီးလုံးပြစ်လိုက်တာဖြစ်ပြီးဟီမီဆူတာခံလိုက်ရလို့သာအဆွဲချုပ်ပစ်လိုက်ကြလို့ဖရီရန်တို့ကိုပြောပြလိုက်တော့ဖရီရန်ကိုကလေးလိုထိန်းတဲ့နေရာမှာဟီမီကဒေါ်တာပဲလို့ဖရီရန်ကပြောနေခဲ့ပါတယ်။ဖရီရန်ကကလေးထိန်းတယ်လို့မပြောစမ်းပါနဲ့ဆိုပြီးပြောနေခဲ့ပေမဲ့ဟီမီမှမရှိတော့တာလို့ဥရောပြောခဲ့တာကိုပြန်ကြားရအောင်ရင်ဟီမီမရှိတော့တာတော့ဟီမီရဲ့စကားကိုနောက်ထောင်နေမိတဲ့ကိုတတိထားမိပြီးသဘောကျကျပြောင်းလဲရင်တာမန်တုံ့ပြန်တာလေးပါပဲလို့ရေရွနေခဲ့ပါတယ်ဖရီရန်ကလီဂူနာတို့ကိုအနိုင်ယူနိုင်ခဲ့တဲ့ Fairness Stat တို့ကိုတော်တယ်လို့ချီးကျူးလိုက်တော့ Fairness Stat ကပြောနေပြီး Stat ကိုဒီလောက်တန်ရာတွေမရခဲ့ရင်ပိုတော်မှာပဲလို့ပြောလိုက်ပါတယ်။မျိုးစား Grad ကစစ်တဲ့အလောင်းတွေကိုတိချမြုပ်ခိုင်းနေပြီး Free Run တို့ကိုမျိုးထက်လိုက်ဖို့မှနေတဲ့အချိန် Grad အိမ်တော်တစ်စိုက်ဆွဲထားတဲ့အလောင်းကိုတွေ့တဲ့အကြောင်းမျိုးစား Grad ကိုအသိပေးလိုက်ပါတယ်။မျိုးစား Grad ကအဲ့ဒီအလောင်းနာမှာထိုင်ချလိုက်ရင် Free Run လောက်ဘသူ့ကောင်မှကျေးဇူးမတင်ဘူးလို့ရေရွနေခဲ့ပါတယ်။မျိုးစား Grad ကတက်နိုင်တယ်လား Free Run ကိုစူချီတွေပေးဖို့လုပ်ပေးမယ်။ Free Run ကဒီမျိုးရဲ့အတားစီမော်နဲ့ပတ်သက်တာကိုရေးထားတဲ့ Premium မော်စာအုပ်ကိုပဲတောင်းလိုက်ပါတယ်။ဒီမော်စာအုပ်ကဆိုပြီးမျိုးစား Grad ကပြောဖို့လုပ်နေတဲ့အချိန်ဒီမော်စာအုပ်ကအတူပဲလို့ Free Run ကဖျက်ပြောလိုက်ပါတယ်။မျိုးစား Grad ကလည်းမှန်တဲ့အကြောင်းဝန်ခံလိုက်ပြီးအတားစီမော်ဟာသူတို့လည်းမမိနိုင်တဲ့မော်ပညာမှုအတားစီကိုထိသိမ်းဆောက်ရှောက်ဖို့အတွက်ဗဇက်နဲ့သာလက်စစ်ကန်လာခဲ့တဲ့အကြောင်းပြောပြလိုက်ပါတယ်။တလီတစားပြောနေတဲ့ Free Run ကိုမျိုးစား Grad က Free Run နဲ့ရှင်းလင်းရင်ဝက်ကင်းစားကလေးလောက်ပဲရှိတာမို့လေးလေးစားစားပြောဖို့မလိုတဲ့အကြောင်းပြောလိုက်တော့ပိတ်စားဘရင်ကိုနိုင်နေဖို့ခီးဆောက်တဲ့တုန်းကစိုးရတဲ့အတွေ့အကြုံကိုကြုံခဲ့ရတာကြောင့်လို့ Free Run ကပြောလိုက်ပါတယ်။ Free Run ကလည်းအဲ့အကြောင်းကိုဟိုက်တာစီကနေကြားဖူးတယ်လို့ပြောလိုက်ပြီးအဲ့တုန်းကဟီမီနဲ့အိုင်ဆန်ဟာဘရင်ကြီးကိုရရင်ချင်းချင်းပြောခဲ့တာကြောင့်ခေါက်ပြက်ခံရမလို့ချီဖြစ်ခဲ့ပြီးဟီမီဆိုငိုတောင်ကိုနေခဲ့တာလို့ Free Run ကပြောပြလိုက်တော့ Stat ကစိုးရင်ဒီကြီးထားရေးလိုက်ရင်တေတန်ကတော့များလို့ပါတယ်ဆိုပြီးအဲ့တုန်းကမျိုးစား Grad ကိုဦးလေးကြီးလို့ခဏခေါ်ခဲ့မိတာကိုအမတ်ရနေခဲ့ပါတယ်။အဲ့ဒီအချိန်တကားပွင့်လာပြီးပတ်ဆိုင်ကင်ထားတဲ့လူကောင်ကြီးနဲ့တယောက်က Stat ကိုစိတ်ကြည့်လိုက်တော့ Stat ကကြောက်လန့်တကြားထအောင်လိုက်ပါတယ်။တကယ်တော့အဲ့ဒီလူကတပင့်ခုတ်ပြီးသွားတဲ့အကြောင်းသတင်းလာပို့တာပဲဖြစ်ပါတယ်။မျိုးစား Grad ကလည်းအဲ့ဒီတုန်းက Stat ကိုထွက်ပြေးသွားအောင်ဒီအတိုင်း6လက်ရုံမှာဆိုပြီးစကားရင်းစင်းပြောလို့တပြက်ရတဲ့ဥပဒေမျိုးဒီမျိုးမှမရှိဘူးလို့ပြောလိုက်ပါတယ်။ Ferran ကတော်ပါသေးတယ်လို့ Stat ကိုပြောလိုက်တော့ Stat ကအကြောက်လွန်ပြီးတတိလေးနေခဲ့ပါပြီ။ Ferran ကတတိလေးနေတဲ့ Stat ကိုမော်နဲ့လီဘောပေါ်လောပေါ်အောင်လုပ်လိုက်ပြီးထောက်ထားဖို့လုပ်နေတဲ့အချိန်မျိုးစား Grad ကဥရာကိုပြည်ရန်တို့အနိုင်ယူခဲ့တဲ့အကြောင်းမြို့သူမြို့သားတွေကိုပြောထားတာမို့အားလုံးကကျေးဇူးတင်ရှင်နေကြတယ်လို့ပြောပြလိုက်ပါတယ်။မြို့ထဲရလာတော့လူတွေကလီဘောပေါ်လောပေါ်နေတဲ့ Stat ကိုတန်အံ့တော်ကြည့်နေကြပါတယ်။ဥရာကိုအနိုင်ယူနိုင်ခဲ့တဲ့ပြည်ရန်တို့ကိုအစားအသောက်နဲ့ကျေးဇူးတင်နေကြတဲ့အချိန်မျိုးစား Grad ကတော့တားဖြစ်သူရဲ့ဓာတ်ကိုစိတ်ကြည့်နေခဲ့ပါတယ်။နောက်ရက်မှာတော့ Ferran ကတိတ်ဝဲကြောင့်ပျက်စီးသွားတဲ့မြို့ရိုးကိုပြင်းတဲ့နေရာမှာကူနေခဲ့ပြီးဒဏ်ရာပြင်းတဲ့ Stat ကတော့ဖုံးတော်ကြီးစီမှာကုသမှုခံယူနေခဲ့ပါတယ်။ကျန်တဲ့ရက်တွေမှာတော့မြို့ထဲမှာရှောက်လက်ကပတ်ကြည့်နေကြပြီးပတ်ဆိုင်ကင်ထားတဲ့လူကိုတွေ့ရင် Stat ကလန့်နေခဲ့ပါတယ်။တီးဆုံးသွားကြတဲ့စစ်သည်တွေကိုမြေမြုပ်တကြိုပြီးတဲ့အခါဂါဝရပြုတ်လိုက်ကြပြီး Ferran တို့မြို့ကနေထွက်သွားဖို့အချိန်ကိုရောက်လာခဲ့ပါပြီ။မြို့ကနေထွက်ပြီးခီးဆက်ဖို့လုပ်နေတဲ့ Ferran တို့စီကိုမျိုးစား Grad ကရောက်လာပြီးမြို့ကိဝါအထိလိုက်ဖို့ပေးမယ်လို့ပြောလိုက်ပါတယ်။လမ်းမှာ Ferran တို့ကမြောက်ဘက်အစွန်မှာရှိတဲ့အန်တီဆိုတဲ့နေရာကိုတွားနေရဆိုတဲ့အကြောင်းမျိုးစား Grad ကသိလိုက်ရတော့အဲ့ဒီအပိုင်မှာခြေအနေအတော်ဆုံးနေတာမို့ခီးသွားလာတာကိုပိတ်ထားပြီးစွန့်စားသူတွေဆိုရင်ပထမအဆင့်မော်ဆရာပါမှာပြေးသွားတာလို့ပြောပြလိုက်ပါတယ်။ Ferran ကပထမအဆင့်ဆိုတာဘာလဲလို့မေးလိုက်တော့ Ferran မသိတာကို Ferran ကအံ့ဩသွားပြီးပထမအဆင့်ဆိုတာကဒီ data ကြီးတစ်ခွင်အုပ်စုထားတဲ့မဝင်အဖွဲ့အစည်းကပေးတဲ့အမှတ်တစိလို့ရှင်းပြလိုက်ပါတယ်။ Ferran ကခီးမထွက်ခင်တော်ဝင်မြို့မှာလောက်ခဲ့တဲ့အကြောင်းပြောပြလိုက်ရင်တတိယအဆင့်မော်ဆရာဆိုတဲ့အမှတ်တစိကိုထုတ်ပြလိုက်ပါတယ်။အဲ့ဒီဟာကအခုခေတ်မော်ဆရာတွေရဲ့အမတ်တစိလားဆိုပြီးပြန်မိနေတဲ့ Ferran ကိုတရားမဝင်မော်ဆရာဖက်နေတာလားလို့ Ferran ကပြောလိုက်ပါတယ်။ Ferran ကမော်ဆရာတွေကိုအုပ်စိုးတဲ့အဖွဲ့အစည်းဟာခဏပြောင်းနေကြမို့အကြိမ်တိုင်းအတိမတ်ပြုတ်လက်မှတ်ရဖို့လိမ့်မလုံးနိုင်ဘူးဆိုပြီးဘယ်နေရာချီကမှမသိတဲ့မြင့်မြတ်တစိကိုထုတ်ပြလိုက်ရင်ဒါက3မြောက်တော့ဘူးလားလို့မေးလိုက်တော့ဘယ်ကရှင်းဟောင်းပစ္စည်းကြီးလဲဆိုပြီး Ferran ကပြန်မိနေခဲ့ပါတယ်။ Stat ကဒီ data ကြီးရဲ့မဝင်အဖွဲ့အစည်းဆိုတာလုံခဲ့တဲ့နေ900လောက်ကတည်းကရှိနေတာလို့ပြောလိုက်တော့သူ့အတွက်ကတော့အခုမှစောက်ဖွင့်တာပဲလို့ Ferran ကပြန်ပြောလိုက်ပါတယ်။ Ferran ကသူတို့စီမှာပထမအဆင့်မော်စရာအမှတ်တစိမရှိတာမို့ရှေ့ဆက်သွားဖို့အဆင်မပြေတဲ့အကြောင်းပြောလိုက်ပါတယ်။မြို့ပြင်ကိုရောက်လာတော့ Ferran ကကျောက်ဖက်နယ်မြေမှာပထမအဆင့်မော်ဆောင်မှုပဲဖြစ်လို့ရတဲ့နေရာရှိလားလို့လူစားဘက်ကိုမေးလိုက်ပါတယ်။မျိုးစား Grad ကမြောက်ဖက်နယ်မြေရဲ့အကြီးဆုံးမော်မြို့တော့အိုက်ဆောက်မြို့မှာဖြစ်လို့ရပြီးရှိဖာတောင်တန်းအကျော်မှာရှိတာမို့လမ်းကြောင်းအတိုင်းသွားမယ်ဆိုရင်တော့တော်ဝင်လွန်းတယ်လို့ပြောပြလိုက်ပါတယ်။
မျိုးစားခရက်ကဖရီရန်ရဲ့ကျေးဇူးကိုဘယ်တော့မှမေ့မှာမဟုတ်ဘူးဆိုပြီးပြောကနှုတ်ဆက်လိုက်ပါတယ်ဖရီရန်တို့ထွက်လာတဲ့အချိန်နေ့နှစ်ကကြာလာတာကြောင့်ဆောင်းရသည်ကြောင့်နေပြီဆိုတာကိုသိသွားပြီးမြောက်ဖက်နယ်မြေရဲ့ဆောင်းရသည်ကတတိမထားမိရင်လူသေးတဲ့အထိကြမ်းပါတယ်မိုက်ဆာဘီရင်နဲ့တိုက်ပွဲမှာတည်ဆုံမှုအများဆုံးဖြစ်စေခဲ့တာကဒီနယ်မြေရဲ့ဆောင်းတွင်းပဲလို့ဖရီရန်ကပြောပြလိုက်ပါတယ်ဒီလိုနဲ့တိတ်မကြခင်မှာပဲနေမုံတိုင်းမှာဖရီရန်တို့လည်းပြောက်သွားပြီးစတက်ကလည်းကိုပူချိန်ကြကတတိပါလည်းသွားပါတယ်ဖရီရန်ကပေါက်ပုတ်ပြီးနိုးနေတာတော့စတက်ကဂျမ်မိုဘယ်ရီကြီးခမ်းမုတ်ကတီးလာတာဆိုပြီးထင်အောင်ထင်မှားတွေပြောနေခဲ့ပါတယ်နိုးမရတဲ့စတက်ကိုအရင်တစ်ခါကလိုမော်နဲ့လေဘော်တီမီသွားမယ်ဆိုရင်ဒီနီးမုံတိုင်းကြောင့်အဝေးကိုလွင်သွားနိုင်တာမို့ဖရန်ကပဲပကုံးကနေတွဲပြီးခေါ်လာရပါတယ်ဖရန်ကစတက်ရဲ့ခဏကိုအလေးကြီးကိုတွဲခေါ်လာရပြီးစတက်ကဖရန်ရဲ့အနက်ကမွေးလိုက်တာလို့ရေရွနေတော့ဒီမှာပဲဖြစ်ထားလိုက်ရအောင်ဆိုပြီးဖရန်ကလုံနေတာမို့ခဏလောက်တီးခန့်ထားဖို့ဖရန်ကပြောလိုက်ရပါတယ်ဖရန်ကဒီတောင်ချေအောက်မှာနားစရာရှိတယ်ဆိုပြီးခေါ်လာတော့အိမ်တလုံးကိုတွေးလိုက်ရပါတယ်အိမ်နာကိုရောက်တော့အိမ်ထဲမှာလူရှိနေတာကိုဖရန်ကတတိထားမိသွားပြီးဖရန်ကအပြင်မှာဆိုခဲပြီးတည်သားမှာကြောင့်ဘာပဲဖြစ်ဖြစ်ဝင်ကြတာပေါ့ဆိုပြီးတကားကိုဖွင့်လိုက်တော့အထဲမှာအပေါ်ပိုင်းပလာနဲ့တက်တငယ်တစ်ကောင်ကထိန်ထားလုံနေပြီးပါဇက်ကနေလဲကောင်းလိုက်တာပုံနှိလာပြီဆိုပြီးအော်နေခဲ့ပါတယ်အဲ့ဒီတက်တငယ်ကဖရီရန်တို့ကိုတွေ့တာတော့ဖရီရန်ကဝင်ခွင့်ပြုပါဆိုပြီးဝင်မယ်လုံနေလို့ဖရီရန်ကဖရီရန်ကိုဆွဲထုတ်ကတကားကိုပိတ်လိုက်ပြီးအထဲမှာနာဘူးတစ်ကောင်ရှိနေတာမို့တခြားနေရာတော့ကြရအောင်လို့ပြောလိုက်ပါတယ်သူ့ကိုနာဘူးလို့ခေါ်တာစော်ကားတာပဲဆိုပြီးအထက်ကတက်တငယ်ကောင်ကတကားကိုဖွင့်ပြီးပြောလိုက်တော့ဖရီရန်ကဖရီရန်ရဲ့လက်ကိုဆွဲပြီးထွက်သွားဖို့အတွက်ပြင်လိုက်ပါတယ်လက်တငယ်ကောင်ကလည်းဖရီရန်ကိုလက်တငယ်တယောက်ပဲလာလို့လမ်းပြေးလိုက်ပါတယ်ဒီလိုနဲ့ဖရီရန်တို့အိမ်ထဲရောက်လာပြီးလက်တငယ်ကောင်ကမြို့နဲ့တူလက်တငယ်တွေကိုမတွေ့တာနှစ်ပေါင်း300လောက်ရှိသွားပြီမို့မြို့တုံးသွားကြပြီလို့ထင်နေတာဆိုပြီးပြောလိုက်တော့ဖရီရန်ကသူလည်းအတူတူပဲလို့ပြန်ပြောလိုက်ပါတယ်မိမွေးပေးတဲ့ဖရီရန်ကိုကျေးဇူးတင်လိုက်ရင်မော်စရာရီနဲ့တွေ့တာကံကောင်းတာပဲဆိုပြီးရှိပါထောင်တန်းကိုကြော်လာတော့ဒီနိမုံတိုင်းထဲမှာလဲနဲ့မီသွေးကပျောက်သွားတာမို့ဤခဲနေတဲ့အိမ်ထဲမှာထိန်ထားလို့ရင်ခန္ဓာကိုယ်ကိုပူအောင်လုပ်နေခဲ့တာလို့လက်တငယ်ကောင်ကရှင်းပြနေခဲ့ပါတယ်လက်တငယ်ကောင်ကသူ့ကိုယ်သူဖုံးတော်ကြီးခရက်လို့မိတ်ဆက်လိုက်တော့ဖရီရန်တို့ကလည်းပြန်မိတ်ဆက်လိုက်ပါတယ်ဖရီရန်တို့ဟာအော်လဲရိုဆိုတဲ့ကောင်းကင်ဘုံကိုသွားမယ်ခီးသွားတယ်ဆိုတာကိုပြီးသွားတဲ့ခရက်ကကောင်းကင်ဘုံရှိတယ်လို့ယုံကြည်တာဟာကောင်းတာပေါ်လို့ပြောလိုက်တော့တိတ်တော့မယုံဘူးလို့ဖရီရန်ကပြန်ပြောလိုက်ပါတယ်စတက်ရဲ့ခန္ဓာကိုယ်အပူချိန်ကိုစမ်းပစ်နေတဲ့ဖရီရန်ကစတက်ရဲ့အပူချိန်ကျလာတာကိုလမ်းပြောလိုက်ပါတယ်အိမ်မက်ထဲမှာမျောနေတဲ့စတက်ကနွေးပြီးနေလို့ကောင်းလိုက်တာလို့ညင်းနေရင်ဂျမ်ဘိုဘယ်ရီကြီးခတ်မုတ်အကြီးကြီးကိုအိုင်ဆန်ကသူ့စီယူလာပေးတဲ့အကြောင်းမြင်မဲ့နေခဲ့ပါတယ်စတက်နိုးလာတော့ခရက်ရလာမောင်းပေါ်အိမ်နေတာကိုတတိထားမိသွားပြီးကြောက်တဲ့တခြားထောက်អော်လိုက်ပါတယ်တကယ်တော့ခရက်ကသူ့ရဲ့ကိုနှင်းငွေနဲ့စတက်ကိုနှွေးအောင်လှုပ်ပြီးနေခဲ့တာပါစတက်ကခရက်ရခန္ဓာကိုယ်ကိုကြည့်လိုက်ပြီးတိကျင်ရေးတော်တော်လေးလှုပ်ထားလို့ဒီလောက်မိုက်တဲ့ခန္ဓာကိုယ်ကိုရထားတာပဲလို့ပြောလိုက်ရင်ခရက်ရနာမည်ကိုမေးလိုက်ပါတယ်ခရက်ကသူ့ကိုယ်သူမိတ်ဆက်လိုက်တော့စတက်ကမကြောက်ဘူးပေမဲ့နာမည်ကြီးတဲ့ဖုန်းတော်ကြီးဆိုတာသိနေခဲ့ပါတယ်အဖျားကနေတက်တက်လာတဲ့စတက်ကိုခရက်ခနာခိုက်လိုက်ပြီးဖရီရန်ဒိုနီယာကိုတော့ဒီနီးနာမှာသူ့ရဲ့လက်ရှိတာမို့အစားအသောက်တွေသွားယူဖို့အတွက်လက်ကူခံလိုက်ပါတယ်ဒီလိုနဲ့နင်းထဲမြောက်နေတဲ့ခရက်ရဲ့လဲကိုတွေ့တော့ခရက်ကလဲပေါ်မှာရှိသမျှပစ္စည်းတွေနဲ့စားကြတွေကိုဖရီရန်တို့စိတ်ကြိုက်ပေးသုံးလိုက်ပါတယ်ဖရီရန်ကစားကြတဲ့ပစ္စည်းတွေဟာတော်တော်များတာပဲလို့ပြောလိုက်တော့ရှီဖာတောင်တန်းပေါ်ကိုဘာမှမပါပဲဖြတ်မယ်ဆိုရင်ဒီချောင်းကျန်းတာနဲ့အတူတူပဲလို့ဖရီရန်ကပြောပြလိုက်ပါတယ်ဒီလိုနဲ့ဖရီရန်တို့ပစ္စည်းတွေတက်လာပြီးအပြန်ခရက်ကသူ့ကိုတီလာဆိုတဲ့အမေကိုဖရီရန်ကမသိဘူးလို့ပြောလိုက်တော့ခရက်ကသူထင်တယ်လို့ပဲဆိုပြီးဖရီရန်ရဲ့အကြောင်းကိုလည်းသူကတစ်ခုလေးတောင်မှမသိဘူးလို့ပြန်ပြောပြလိုက်ပါတယ်ဖရီရန်ဟာသူ့အကောင့်အဖွဲ့ရဲ့မော်စရာပါလို့ဖရီရန်ကပြောလိုက်တော့ခရက်ကအဲ့ဒီမတိုင်ခင်ကကောလို့ပြန်မေးလိုက်ပါတယ်ဘာကိုပြောချင်တာလဲလို့ဖရီရန်ရဲ့အမေကိုခရက်ကသူတို့နဲ့တငယ်တွေတိလေးပထားရှိတဲ့အရာလေးပါဆိုပြီးပြောလိုက်တော့ဖရီရန်ကဘာမှပြန်မပြောပဲငြိမ်နေခဲ့ပါတယ်ဒီလိုနဲ့ဖရီရန်တို့တတိုင်းစားလိုက်အဲလေးလုံးနေခဲ့ပြီးအစားအစာထွက်ရှာရင်မိမွေးဖို့အတွက်ထင်းခုတ်လိုက်ရင်းနဲ့ဒီအိမ်လေးထဲမှာရောက်ဖက်နေမီရဲ့ရှီလာကျန်းတဲ့ဆောင်းတွင်ကိုအခက်အခဲတိတ်မရှိပဲဖြတ်ကျော်နေခဲ့ပါတယ်ဒီလိုနဲ့6လကြာလာတော့ခရက်ကသူ့လှုပ်ထားတဲ့ဆွဲကြိုးကိုဖရန်ကိုပေးပေးဖို့အတွက်ဖရီရန်နာအန်နေခဲ့ပြီးဖုံးတော်ကြီးတစ်ပါးရဲ့ပြုစုပြောတော့ပေးကြည့်ခံရတာကြောင့်ဖရန်ဟာဘာသာရေးကိန်းရှင်းတဲ့သူဖြစ်နေတာပဲလို့ပြောလိုက်ပါတယ်ဖရီရန်ကနှစ်ဖျားမကိုဘာလို့ယုံကြည်တာလဲလို့ခရက်ကိုမေးလိုက်ပြီးဖန်ဆင်းရှင်နှစ်ဖျားမကတန်ဟာကြီးလားအသက်အရွယ်ရှိပေမဲ့ရှေလျားတဲ့တမိုင်းချောင်းတစ်လျှောက်မှာဒကြင်လေးတောင်ထပ်ပေါ်လာခြင်းမရှိခဲ့ဘူးလို့ပြောလိုက်ပါတယ်ခရက်ကဖရီရန်ကိုငယ်သေးတာပဲလို့ပြောလိုက်ပြီးသူလည်းအရှင်တုန်းကအဲ့လိုတွေ့ခံမိပေမဲ့အခုတော့နှလုံးသားထဲကနေနှစ်ဖျားမကိုယုံကြည်နေတယ်လို့ပြောပြလိုက်ပါတယ်နှစ်ဖျားမဟာရှိဖို့လိုအပ်တယ်ဆိုပြီးခရက်ကသူ့ရဲ့ကြီးမားတဲ့အောင်မြင်မှုနဲ့တရားမျှတမှုတွေအကြောင်းကိုသိတဲ့သူတွေအကုန်လုံးကဟိုရင်ကလေးကသိသားကြပြီမို့ဒါကြောင့်သူသိသားခဲ့ရင်သူလုပ်ခဲ့တဲ့ကောင်းမှုတွေအတွက်နှစ်ဖျားမစီမှာဘဝကိုကောင်းကောင်းမွန်မွန်နဲ့ဖြတ်သန်းခဲ့တဲ့သူကိုအတော်လေးကြိုးစားခဲ့တာပဲခရက်ဆိုပြီးချီးကျူးခံခြင်းတယ်လို့ပြပြနေခဲ့ပါတယ်ဖရီရန်ကိုနားလဲရလားဆိုပြီးခရက်ကသူတို့တို့နဲ့တငယ်တွေဟာတော်တော်ရှည်လာတဲ့ဘဝကိုဖြတ်သန်းနေကြရတာမို့ကိုရှင်တန်ခဲ့တဲ့ဘဝကိုဘယ်သူမှမမှတ်မိဘူးဆိုတာကရက်ဆက်ရကြလုံးပါတယ်ဆိုပြီးပြောလိုက်ပါတယ်ဖရီရန်ကလက်တငယ်တယောက်အတွက်ဆိုဒါဟာတော်တော်လောဘကြီးတဲ့ဆူတောင်းပဲလို့ပြောလိုက်တော့ဒါဆိုကောင်းကင်ဘုံကိုရှိစေချင်တာကတော့လောဘကြီးတာပဲမလားလို့ခရက်ကပြန်မေးလိုက်ပါတယ်
Crack က Freeman ရဲ့ဘဝအကြောင်းကိုပြပြခိုင်းလိုက်ရင်နတ်ဖျားမကိုအယုံကြည်မရှိဘူးဆိုတဲ့ Freeman ကို Crack ကနတ်ဖျားမအစား Freeman ကိုချီးကျူးပေးမယ်လို့ပြောလိုက်ပါတယ်။ Freeman ကပြောဖို့ပြင်လိုက်တဲ့အချိန်အတိတ်မှာတော့ကရွာတရာမှာမိဘမဲ့ကလေးတွေအတွက်ကြောင်းပြန်ဆောက်ပေးဖို့ပတ်စံထုတ်ပေးလိုက်တဲ့ဟိုက်တာကို Freeman ကမထင်တာဘူးဆိုပြီးပြောလိုက်ပါတယ်။ဟိုက်တာကရည်လိုက်ရင်သူလည်းမိဘမဲ့တယောက်ဖြစ်တာမို့ဆိုပြီးနတ်ဖျားမကလည်းတန်ရှင်းမှန်ကန်စာနေထိုင်နေတဲ့သူကိုချီးကျူးပေးမှပါလို့ဘီဟာတောင်းရင်ပြောနေတော့အချင်းမြတ်ဖုန်းတော်ကြီးကဘာတွေပြောနေတာလဲဆိုပြီး Freeman ကပြန်ပြောလိုက်ပါတယ်။ Freeman ကိုချီးကျူးပေးမဲ့သူရှိလာလို့ဟိုက်တာကမေးလိုက်ရင်နတ်ဖျားမကိုအယုံကြည်မရှိတဲ့ Freeman သာကိုအကြောင်းကိုပြောမယ်ဆိုရင်နတ်ဖျားမအစားသူကချီးကျူးပေးမယ်လို့ဟိုက်တာကပြောလိုက်ပါတယ်။ Freeman ကဒီအတိုင်းပြင်းရင်နဲ့ဘဝကိုဖျက်ဆီးနေခဲ့တာမို့အချီးကျူးခံစရာဘာမှမလုပ်ဘူးလို့ပြောလိုက်တော့တစ်ချိန်လုံးမော်မန်နာကိုကတ်တက်ထိန်ချုပ်ပြီးနေထိုင်နေတာကအတော်လေးခက်ခက်ခဲစူးစမ်းထားတာပဲလို့မြင်မိတဲ့အကြောင်းဟိုက်တာကပြောလိုက်ပါတယ်။ Freeman ကအံ့ဩသွားပြီးဘလို့လို့သိနေတာလဲလို့မေးလိုက်တော့ဟိုက်တာကဘယ်နှစ်လောက်အတူတူခီးထွက်နေခဲ့တဲ့ထင်လဲဆိုပြီးပြန်မေးလိုက်ပါတယ်။ Freeman ကသူ့ရဲ့အကြောင်းဟာစိတ်ဝင်စားဖို့မကောင်းဘူးလို့ပြောလိုက်တော့ဟိုက်တာကအနာဂတ်မှာသူ့ရဲ့ကလေးသားမော်ဆရာဖြစ်လာခဲ့ရင် Freeman ရဲ့အကြောင်းကိုပြလို့ရတာပေါ့လို့ပြောလိုက်ပါတယ်။ဘုန်းတော်ကြီးတွေဟာတက်တက်လုံးလူပြိုအဖြစ်ပဲနေရမှာမဟုတ်ဘူးလားလို့ Freeman ကပြန်ပြောလိုက်ပါတယ်။အဲ့ဒါကိုပြန်မဲ့ရသားတဲ့ Freeman ကပြောလိုက်ရင်နတ်ဖျားမကိုကုတ်ခဲ့တဲ့သူတွေတော်တော်များများကဘာလို့လူထုလူဆန်းတွေဖြစ်နေရတာလဲဆိုပြီးသူ့ဘဝအကြောင်းပြောမဲ့ကိစ္စကိုညှင်းလိုက်ရင်တခြားတစ်ယောက်ကချီးကျူးခဲ့ဖူးပြီးသွားပြီလို့ Freeman ကပြလိုက်ပါတယ်။ Crack ကတငယ်ချင်းကောင်းရထားတာပဲဆိုပြီးတန်ဖိုးထားဖို့ပါမလိုက်တော့သူကအခုဆိုကောင်းကင်ဘုံမှာရှိနေလောက်ပြီလို့ Freeman ကပြန်ပြောလိုက်ပါတယ်။ဆောင်းရသည်ပြီးတော့ Crack က Freeman တို့ကိုနှုတ်ဆက်လိုက်ပြီးဒါကနောက်ဆုံးနှုတ်ဆက်ခြင်းမဟုတ်တာမို့နောက်ရစုနေတဲ့ကြားသွားရင်ထွတ်တက်ကြတာပေါ့လို့ Freeman ကိုပြောသွားပါတယ်။ Stack ကဂီယိုဆိုင်ဖို့လမ်းမနေခဲ့ပြီး Freeman ကလဲဆွဲအတက်ကျေးဇူးတင်တဲ့အကြောင်းလမ်းအော်ပြောနေခဲ့ပါတယ်။